သောတကွန်းကိုပက္ကနေယချီးမြှောက်ရ၏ဒီတရားကိုအသိဉာဏ်ရှိတဲ့လူတိုင်းဟာပြောဆိုခြင်းအပြင်ချီးမြှောက်ရမယ်ထောက်ပံ့ရမယ်ပေါ့နော်သူတော်ကောင်းတရားထွန်းကားအောင်နှမျိုးစုံနဲ့ကြိုးစားရမယ်လို့ပြောတာနော်ဟိသစ္စမံဤဓမ္မောသဘောတရားသည်ဣတိနံဓမ္မောသဘောတရားသည်ဆိုတဲ့အ내တိပဲကြတော့လူတွေကသိပြီးတော့နားလည်မှာပေါ့ဆိုတော့ကဓမ္မောသူတော်ကောင်းတရားသည်ဣတိနံဘုရားဆရှိသောသူတော်ကောင်းတို့၏တဇောတကွန်းမြည်၏တဲ့မှန်တယ်တဲ့ဘုရားယန္တာရိယသူတော်ကောင်းကြီးတို့ရဲ့တကွန်းဆိုတာဗာလဲတရားပဲလို့ဒါပြောတာအဲ့လိုမျိုးတရားဟောတော့မှမိဖုရားရောတာတွေမိတွေရောစစ်သူတွေရောတိုင်းသူပြည်သားတွေကရောဒီပောဓိတာတာကိုပြန်ပြီးတော့လက်ခံတာဟုတ်လားအဲ့ဒီကြတော့မှဒီမဟာသုတ္တသမဇကပြီးသွားတာပေါ့နော်ဒါပေမဲ့ဦးဇင်းတို့ရာဇုံလေးတစ်ခုကျန်နေတာကဘာလဲဆိုတော့ဘုရားလောင်းကအဲ့ဒီမှာတစ်လလောက်နေသေးတယ်အဲ့ဒီတိုင်းပြည်မှာပြီးမှသူ့ရဲ့တိုင်းပြည်ကိုပြန်လာအဲ့တော့တိုင်းပြည်ရောက်ပြီဆိုတဲ့အခါကျတော့သူစဉ်းစားတယ်ဘာစဉ်းစားလဲဆိုတော့ဒီသုသောဝါဖြစ်ခဲ့တဲ့အခြေအနေကြီးပေါ့နော်တစ်ခုလုံးသုံးတက်လိုက်မယ်ဆိုရင်ဟောဒီညောင်ပင်ဆောင်နတ်မင်းဟာတော်တော်မှကြီးစုများတယ်ဆိုတာသူတွေ့ရတယ်တဲ့ဒါကြောင့်မို့လို့အဲ့ဒီညောင်ပင်ကြီးရှိတဲ့နေရာကိုသွားပြီးတော့ရေကန်ကြီးတူးပေးတာဘုရားလောင်းကရေကန်ဆိုဆယ်ကြီးတစ်ခုတူးပေးပြီးတော့အဲ့ဒီမှာလူတွေကိုအဲ့ဒီမှာသွားပြီးတော့အိမ်နေရာတွေပေါ်ပြီးတော့ပေးတာရွာကြီးတွေတည်ပေးတာအဲ့ဒီရွာတွေကိုဒီညောင်ပင်ဆောင်နတ်ကိုလည်းပဲပူဇော်ရမယ်ဆိုပြီးတော့ညောင်ပင်ဆောင်နတ်ရဲ့ကျေးဇူးကိုတည်သောအဖြစ်အဲ့ဒီနာမှာစုစုပြိုးဖြစ်အောင်လုပ်ခဲ့တာအဲ့ဒါအဲ့နာမှာအလွန်ကြီးကျယ်တဲ့ရွာကြီးတွေဟာဖြစ်တယ်ပေါ့အဲ့ဒီရွာကိုဒီပောဓိတာတာကရှားမုတ်ဆုထားလို့သူ့ရဲ့ခြေတော်ကြီးကအနရွတ်တွေပါတယ်နဲ့ဖြစ်နေလို့ခြေကြားလို့သူကအဲ့လိုလဲနာမည်ကတွင်သေးတာတော့ခြေကြားဖြစ်တဲ့ပောဓိတာတာကိုဆုံးမတဲ့နေရာဖြစ်လို့မို့အဲ့ဒီနေရာကိုကမ္မတဓမ္မဏိဂုံဆိုပြီးတော့အဲ့ဒီရွာကြီးရဲ့သမိုင်းကအဲ့လိုဖြစ်ခဲ့တာတဲ့မဟာသတိပဋ္ဌာန်သုတ်တန်ကြီးကိုဟောတာဘယ်နေရာမှာလဲကြားဦးတယ်နော်ဘယ်နေရာမှာတော့အဲ့ဒီနေကုန်းမှာပဲဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ဒါလေးကဦးဇင်းတို့ကစားထဲမှာပါတာလေးတွေကိုစုံအောင်ပြောပြတာဟုတ်လားအဲ့တော့ဦးဇင်းခုတရားဟောတာတဏှာကြီးနည်းနည်းကြော်သွားပြီနော်လက်၈နာရီ10မိနစ်ရှိပြီသိညာဆဲကြအောင်ပါနဲ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီကနေ့နာယူကြရတယ်မဟာတုတ္တသောမဇ္ဇဓမ္မသားစရာနိယူစရာစိတ်ဝင်စားစရာတွေအများကြီးပါတယ်လို့ထင်ပါတယ်ဟုတ်လားအထူးသဖြင့်သူတော်ကောင်းတို့ရဲ့စွမ်းအားတတိဆိုတာကိုအဓိကမြင်နိုင်လိမ့်မယ်လို့ထင်ပါတယ်နော်သူတော်ကောင်းတို့ရဲ့စွမ်းအားတတိပေါ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီတရားဒေသနာကိုနာယူကြည်ညိုခြင်းမှာဖြစ်ပေါ်နေတဲ့ကုသိုလ်ကောင်းမှုကံစေတနာတွေများစွာရှိပါတယ်ဟုတ်လားဒီကုသိုလ်ကောင်းမှုကံစေတနာတို့ကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာကုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း